ရခိုင်ဆိုတဲ့မြို့ကိုချိုက်တယ်ရာဇဝမထိုင်တောက်လို့နေလာရောအာရမီမြို့ရုံနဲ့သီလာကိုစောင့်ထိန်လို့နေမင်းတို့ကတည်းရခိုင်ဆိုတဲ့မြို့ကုန်တူရဲဘာမီဘရမသွေးတော်လို့နေကလေးဒီလူရလေးပေါင်းစီလို့နေကတဲ့ကိုမျိုးတော်ဆိုညီရဲ့ကတဲ့ကိုမျိုးတော်ဆိုစံစားကတဲ့